ကုန်မျိုးရဲ့ကားပိတ်တဲ့လမ်းမတွေပေါ်မှာပဲဖြစ်ဖြစ်ရှမ်းပြည်ရဲ့တောင်တက်လမ်းတွေမှာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေအတွေ့အများဆုံးလုပ်ငန်းသုံးကားလေးဆိုလို့ရှိရင် Pro Box ကိုပဲပြေးမြင်မိကြမှာပါ။ဘာဖြစ်လို့လူတွေကဒီ Toyota Pro Box ကိုလုပ်ငန်းသုံးကားအဖြစ်လူကြိုက်များရတာလေ။ Pro Box ရဲ့လှုပ်ဝက်ချက်တွေ grade အစုံမတိမဖြစ်အဲ့ဓာတွေနဲ့မြန်မာပြည်ရဲ့လုပ်ငန်းသုံးဘရင်ဖြစ်လာရတဲ့အကြောင်းရင်းတွေကိုဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်။အဲကြောင့်မြန်မာနိုင်ငံမှာလုပ်ငန်းသုံးကားအဖြစ်လူကြိုက်များရတာလေ။ဒီမေးခွန်းကစိတ်ဝင်စားဖို့ကောင်းပါတယ်။ Pro Box ဟာကမ္ဘာမှာမြန်မာနဲ့ရုရှားမှာအအောင်မြင်ဆုံးလို့ပြောလို့ရပါတယ်။ပထမအဆုံးနံပါတ်1တစ်ချက်ကတော့အပိုပစ္စည်းပေါ်တာပါ။မြန်မာပြည်ရဲ့ဘယ်မြို့ဘယ်ရွာက workshop ကိုပဲသွားဘယ်ကားပစ္စည်းဆိုင်မှာပဲမေး Pro Box ပစ္စည်းမရှိဘူးဆိုတာမရှိသလောက်ပါပဲ။ပစ္စည်းပေါ်တယ်ဈေးသက်သာတယ်အသစ်ရောအဟောင်းရောလွယ်ကူဝယ်လို့ရတာကနံပါတ်1တစ်ချက်ပါပြီးတော့ပြန်ရောင်းရင်ကားပြန်ထုတ်မယ်ဆိုလို့ရှိရင်အရှုံးနေတာပါ Pro Box ဟာမြန်မာပြည်မှာရှက်ရှင်းထုတ်ရှက်ရှင်းရောင်းလို့ရတဲ့ငွေသားနဲ့တူပါတယ်ဈေးကွက်ခိုင်မာလွန်းလို့ဝယ်လို့ရင်ကားရောင်းဝယ်စီသွားလိုက်ရုံပါပဲတတိယတစ်ချက်ကတော့ပစ္စည်းအများကြီးတင်နိုင်တာပါသူ့ရဲ့ suspension စနစ်ကရိုးရှင်းပြီးတော့ကုန်ပစ္စည်းတွေတင်ဖို့အတွက်အထူးထုတ်လုပ်ထားတာဖြစ်လို့ကုန်တန်ချိန်အများကြီးတင်ပြီးကြမ်းတမ်းတဲ့လမ်းမတွေပေါ်မှာလည်းမောင်းနေလို့အဆင်ပြေဆုံးပါပဲနံပါတ်4တစ်ချက်ကတော့နောက်တကားတွေခောက်လိုက်ရင်ရရှိလာတဲ့ညီညာတဲ့မျက်နှာပြင်ကကုန်ပစ္စည်းပို့ဆောင်ရေးအတွက်အဆင်ပြေဆုံးပါပဲTV ရေခဲတစ်တာကအစားစံအိတ်တွေအထိအကုန်တင်လို့ရတာပါ Toyota Pro Box မှာဆိုရင်မျိုးဆက်2ခုရှိပါတယ်ပထမမျိုးဆက်ကတော့ NCP 50, 51, 55, 58နဲ့59တို့ဖြစ်ပြီး2002ကနေပြီးတော့2014အထိထုတ်လုပ်ထားပါတယ်။ဒါဟာကျွန်တော်တို့လမ်းတွေပေါ်မှာအမြင်ရဆုံးမျက်လုံးဝိုင်းတွေပါ။ဒုတိယမျိုးဆက်ကတော့ NSP 160နဲ့ NHP 160တို့ဖြစ်ပါတယ်။2014ကနေဒီနေ့ထိမျက်လုံးတစ်လို့ခေါ်ကြပြီး CVT Kia နဲ့ Hybrid စနစ်တွေပါဝင်လာပါတယ်။ Toyota Pro Box ရဲ့ grade တွေအကြောင်းပြောရမယ်ဆိုရင်2002ကနေ2014ကြားထုတ်ခဲ့တဲ့ပထမမျိုးဆက်တွေမှာဆိုရင် grade 4မျိုးနဲ့လာပါတယ်ပထမဦးဆုံးအရှိကန်အကြဆုံး grade ကတော့ DH grade ပါပဲအနောက်မှန်ကလက်လက်နောက်ထိုင်ကုန်ကထိုင်ဖို့ထက်ကုန်တင်ဖို့တည်တတ်မှုလို့ခုံပြားလို့ခေါ်ပါတယ်အနောက် wiper မပါလာတာများပါတယ်နောက်တစ်ခုကတော့ DH comfort grade ပါ DH ထက်ဆိုင်ရင်ရှေ့မှန်လျှက်စစ်ပါလာပြီး remote key ပါလာတတ်ပါတယ်နောက်တစ်ခုကတော့ GL grade ပါပဲလုပ်ငန်းသုံးရောအိမ်သုံးရောမျှသုံးကျင်သူတွေအတွက်ပါအနောက်မှန်ပါဝါမဟုတ်သေးပေမဲ့အတွင်းကန်းကအနည်းငယ်ပိုလှလာပါတယ်နောက်ဆုံးတစ်ခုကတော့ F grade ပါဒါကတော့ထိတ်ဆုံး grade ပါပဲအနောက်ထိုင်ကုန်မှာခေါင်းမီပါလာမယ်ခုံကအိမ်စီးကားတွေလိုဣဆက်မယ်အနောက်မှန် wiper ပါလာမယ်မှန်အားလုံးကတော့ UV cap ဖြစ်တဲ့အစိမ်းရောင်မှန်တွေဖြစ်သွားပါပြီ2014ကနေထုတ်ခဲ့တဲ့ဒုတိယမျိုးဆက်မှာဆိုရင် grade 2မျိုးနဲ့ပဲလာပါတယ်ပထမ grade ကတော့ DH grade ပါ model အသစ် DH grade မှာဆိုရင် grade နိုင်ပေမဲ့လျှက်စစ်ပစ္စည်းတွေပို့ဆောင်လာပါတယ်နောက်တစ်ခုကတော့ F grade ပါ F grade မှာဆိုရင် console vault တွေခုံသားတွေကအဆင့်မြင့်သွားပြီးအိမ်စီးကအသက်စီးရဲ့အရသာကိုအပြည့်အဝပေးပါတယ်နောက်ထပ် grade တစ်မျိုးကတော့ special edition ပါကျွန်တော်တို့တွေပြောနေတဲ့ဆက်စီဆက်တွေပဲဖြစ်ပါတယ် Pro Box နဲ့အမွှာညီကိုလိုဖြစ်တဲ့ဆက်စီအကြောင်းကိုလည်းထည့်ပြောရပါမယ်ဆက်စီက Pro Box ထပ်ပို့ပြီးတော့ premium ဆန်တယ်လို့သတ်မှတ်ထားကြပါတယ် Pro Box မှာ engine 3မျိုးလောက်တွေ့ရတတ်ပါတယ် 1.3 liter 2Z FE engine မြို့ရင်းမောင်းဖို့တင့်တော်ပြီးတော့စီစားတတ်တာပါတယ်ဒုတိယတစ်မျိုးကတော့ 1.5 liter 1NZ FE ပါဒါကတော့ Pro Box ရဲ့အသက်ပါပဲရုံးအားကောင်းတယ်ကုန်တင်နိုင်တယ်နေဝက်ခီးတွေအတွက်အကောင်းဆုံးပါပဲနောက်ဆုံးတစ်မျိုးကတော့ 1.5 liter hybrid ပါ NSP 160 model တွေမှာပါလာပြီးစီစားနှုန်းအလွန်သက်သာတာကြောင့်အခုနောက်ပိုင်းလူကြိုက်များလာကြပါတယ်စီစားနှုန်းကတော့ပြန်မြအားဖြင့်မြို့ရင်းမှာဆိုရင်12ကီလိုကနေ14ကီလိုကြားရှိပြီး hybrid မှာဆိုရင်တော့20ကီလိုကြားဝန်းကျင်ထိရနိုင်ပါတယ်မြို့ပြင် highway မောင်းရင်တော့ကားကပေါ့ပါတဲ့အတွက်100ကျော်ရင်နည်းနည်းလွင့်ကျင်သလိုဖြစ်တတ်ပေမဲ့သူ့ရဲ့ suspension ကဒဏ်ခံနိုင်ရည်အရန်ရှိပါတယ်ဆက်ပြီးတော့ Toyota Pro Box ရဲ့အားနည်းချက်တွေကိုဆက်ပြီးပြောပြပေးခြင်းပါတယ်မိုင်2သိန်းကျော်တဲ့ 1NZ engine တွေမှာ VASI နဲ့ piston ring တွေကြောင့် engine ဝိုင်းရော့တတ်ပါတယ်ဒါက Pro Box တော်တော်များများရဲ့ယောဂဟောင်းပါ NSP 160တွေမှာ CVTC ပုံမှန်မလဲရင် gear တုံးတာ gear လျှော့တာတွေဖြစ်တတ်ပါတယ်အထူးသဖြင့်ကုန်လွန်ကျွန်းတင်ရင် CVT ကခဏလေးနဲ့ပြတ်တတ်ပါတယ်။အနက်ခင်းစံနှိုးကစားမှာတကြောင်မြည်တာဟာ VVT I gear error ပါ။ Pro Box ရဲ့အနောက်ကအိတ်စေကကုန်တင်ရင်ဒဏ်ခံရဆုံးပါ။ရှော့ဘားတွေယိုစိမ့်တာ bush တွေပြတ်တာကမြန်မာပြည်လမ်းတွေမှာအဖြစ်အများဆုံးပါပဲ။နောက်တစ်ခုကအနောက်ဘိန်းဖုံးတွေနဲ့ကောက်အောက်ပိုင်းရှက်စီတွေကတန်ကြီးတွက်လဲပါတယ်
အထူးသဖြင့်နေကလာတဲ့ကားတွေမှာကုန်စိမ်းတင်တဲ့ကားတွေမှာအဖြစ်များတတ်ပါတယ်နောက်ဆုံးတစ်ခုကတော့မီးအားသွင်းဆက်ဒိုင်နမိုကတက်တန်းကြလာရင်မီးအားမမှန်တော့ပဲဘက်ထရီကိုဒုက္ခပေးတတ်ပါတယ်ပရိုပေါက်တစ်စီးပြန်ဝယ်တော့မယ်ဆိုရင်လိုင်စင်အနှက်ဆိုရင်လည်းတောက်လျှောက်အနှက်လားအနီးဆိုရင်လည်းတက်စီလားကုန်စိမ်းတင်တဲ့ကားလားတေချာစစ်ဆေးကြည့်သင့်ပါတယ်ဖြတ်ဆက်ဖောက်ဆိုးပါမပါနဲ့ကားအောက်ပိုင်းအခင်းတွေကဆွေးမဆွေးဆိုတာကိုလည်းကြည့်သင့်ပါတယ်အင်ဂျင်ဝါယူစိတ်မှုနဲ့ဂျုံအစွဲကောင်းမကောင်းပါတေတေရှာရှာလေးကြည့်သင့်ပါတယ်ညီကုန်းရှိုးရမယ်ဆိုရင် Toyota Probox ဟာလုပ်ငန်းသုံးကားသည့်အတွက်ဆိုရင်မြန်မာပြည်ကလမ်းတွေအတွက်အကိုက်ညီဆုံးကားတစ်စီးဖြစ်နေသေးပါအဲ့ဒါတွေကိုသိရှိထားရင် Probox ကတင်းရဲ့အကောင်းဆုံးလုပ်ဖို့ကံပတ်ဖြစ်လာမှာပါဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးကြပါအောင်ခင်ဗျာ